ပါခင်ဗျာမင်္ဂလာပါရှင်နိုဝင်ဘာလ16ရက်စနေနေ့ VOA TV သတင်းလွှာအစီအစဉ်စတင်ပါပြီရှင် VOA မြန်မာ TV သတင်းလွှာပါဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကို Asia 73 ဂျိုဒူကနေနေ့စဉ်24နိုင်ပတ်လုံးထုတ်လွှင့်ပေးနေပါတယ်နေ့စဉ်မနက်9နိုင်တိုင်းမှာမြန်မာပိုင်းအစီအစဉ်တွေကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်အစီအစဉ်တွေမပြောင်းခင်ထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်VOA ရဲ့နိုင်ငံတကာသတင်းတွေဒေသတွင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေနောက် Hollywood အပါအဝင်ဂီတအမှုပညာဖျော်ဖြေရေးအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်ဒီကနေ့အစီအစဉ်မှာနေပြည်တော်မှာကျင်းပတဲ့မြန်မာနဲ့ EU ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင်သမ္မတဦးသိန်းစိန်ပါဝင်တက်ရောက်သူတွေရဲ့ပြောဆိုချက်တွေရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲရဲ့ဟောပြောပွဲနဲ့နောက်မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနဲ့ဗဟိုချုပ်ကိုင်မှုပြောကြရေးသုံးသပ်မှုတွေအကြောင်းဆောင်ပါအပါအဝင်အီရန်ပေါ်မှာအရေးယူပိတ်ဆို့မှုတွေဆက်မတိုးဖို့သမ္မတအိုဘားမားကအမေရိကန်လွှတ်တော်ကိုတိုက်တွန်းလိုက်တဲ့သတင်းတွေလည်းရှုစားကြမှာပါမြန်မာနိုင်ငံရေးစီးပွားရေးအပြောင်းအလဲဟာနိုင်ငံတကာကပေးအပ်တဲ့အထောက်အပံ့အကူအညီတွေကြောင့်ပိုပြီးအရှိန်မြင့်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အကြောင်းမြန်မာအစိုးရသမ္မတဦးသိန်းစိန်ကမနေ့ကနေပြည်တော်မှာကျင်းပတဲ့မြန်မာနဲ့ EU ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးမှာပြောဆိုပါတယ်မြန်မာနိုင်ငံနဲ့ဥရောပသမဂ္ဂ EU တို့ကြားပထမအဆုံးအကြိမ်ဖြစ်ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်အဖြစ်လုပ်ငန်းအဖွဲ့ဆွေးနွေးပွဲကျင်းပတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးကစိန်ခေါ်မှုတွေကိုဥရောပတာဝန်ရှိသူတွေကဆွေးနွေးပွဲမှာအလေးထားပြောဆိုသွားပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုပြည့်ပြည့်စုံအောင်ကူညီပံ့ပိုးဖို့အတွက်အခုလိုဥရောပအရာရှိတွေလာရောက်တာဖြစ်တဲ့အကြောင်း EU အရာရှိတွေကပြောဆိုပါတယ်ဆွေးနွေးပွဲမစတင်ခင်မှာ EU နဲ့မြန်မာကြားအသေးစားနဲ့လက်စားစီးပွားရေးလုပ်ငန်းတွေခီးသွွားလုပ်ငန်းတပ်တုတွင်လုပ်ငန်းစတဲ့ကဏ္ဍ၃ခုမှာပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ပြီးစာချုပ်လွှာတွေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ခင်ဗျာဘာသာရေးလူမျိုးရေးကွဲပြားမှုတွေပေါ်အခြေခံတဲ့ပြိပခါတွေကြုံခဲ့ရတဲ့မြန်မာနိုင်ငံမှာမတူကွဲပြားသူတွေအကြားထိတွေ့ဆက်ဆံဆွေးနွေးမှုတွေနဲ့ဖြည့်ရှင်းဖို့လိုအပ်တဲ့အကြောင်းမြန်မာနိုင်ငံမှာရောက်နေတဲ့ပြည်ထောင်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကပြောလိုက်ပါတယ်။အစိုးရဝါဒကိုတံပြန်ခြင်းနဲ့ဘာသာပေါင်းစုံနားလည်မှုမြင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ရန်ကုန်မြို့ကမြန်မာငြိမ်းချမ်းရေးစင်တာမှာမနေ့ကပြည်ထောင်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကပြောဆိုလိုက်တာပါ။ဘာသာပေါင်းစုံချစ်ချစ်ရင်းနှီးမှုတွေရအောင်အစိုးရဆန်တဲ့အကြမ်းဖက်လုပ်ရက်တွေထပ်မံမပေါ်ပေါက်အောင်ဘာသာပေါင်းစုံချစ်ချစ်ရေးစကားဝိုင်းတွေများများလိုအပ်တယ်လို့လည်းဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကတိုက်တွန်းသွားပါတယ်20ရာစုမှာမတူညီတဲ့ရည်ကြီးမှုမတူညီတဲ့အယူဝါဒတွေအကြားဘယ်လိုငြိမ်းချမ်းစွာနေထိုင်ကြမလဲဆိုတာကအရေးပါဆုံးသောကိစ္စတစ်ခုဖြစ်တယ်လို့လည်းသူကပြောသွားခဲ့ပါတယ်ရှင်မြန်မာနိုင်ငံအကျဉ်းထောင်18ခုကနေနိုင်ငံရေးကျဉ်းသား80လောက်ကိုနိုင်ငံတော်သမ္မတရဲ့လူငင်းချမ်းသာခွင့်နဲ့မနစ်ကလှုပ်ပေးခဲ့ပြီးလွတ်မြောက်လာသူတွေထဲမှာလူအခွင့်အရေးအတွက်တက်ကြွလှုပ်ရှားသူတွေအပြင်အရင်အာဏာရှင်ဟောင်းဦးနေဝင်းရဲ့မြေးတွေလည်းပါဝင်ခဲ့ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့အာဏာရှင်ဟောင်းဦးနေဝင်းရဲ့မြေးတွေဖြစ်တဲ့ဦးအေးနေဝင်းနဲ့ဦးကျော်နေဝင်းတို့ကိုမြန်မာအစိုးရကမနစ်ကလှုပ်ပေးခဲ့တာပါ။သူတို့ကို2002မတ်လကနိုင်ငံတော်ပုံငံမှုနဲ့အရေးပေါ်စီမံချက်ဥပဒေပုံမှန်9နဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။2011ခုနှစ်မှာကိုဇွဲနေဝင်းနဲ့သူတို့ရဲ့ဖခင်ဖြစ်သူဦးအေးဇော်ဝင်းကိုပြန်လဲလှုပ်ပေးခဲ့ပေမဲ့ကြံခဲ့တဲ့ဦးနေဝင်းရဲ့မြေးနှစ်ယောက်ဖြစ်တဲ့ဦးအေးနေဝင်းနဲ့ဦးကျော်နေဝင်းတို့ကိုအခုမှလှုပ်ပေးတာဖြစ်ပါတယ်။မြန်မာအစိုးရကဒီနှစ်မကုန်ခင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလှုပ်ပေးဖို့ပြင်ဆင်ထားတဲ့အကြောင်းပြောဆိုထားပါတယ်။လက်ကျန်နိုင်ငံရေးသမားစီစစ်ရေးကော်မတီအဖွဲ့ဝင်တူကတော့လွတ်မြောက်လာသူတွေထဲမှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါဝင်တယ်ဆိုပေမဲ့လည်းသူတို့စီးရင်အရ60လောက်ကျန်နေသေးတယ်လို့ဆိုပါတယ်ခင်ဗျာအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာမနေ့ကရခိုင်ပြည်နယ်ကိုတွားရောက်ခဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့ပြည်내ဆိုရတာဝန်ရှိသူတွေနောက်ရပ်မိရပ်ဖတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ပဲဒုက္ခသည်စခန်းတချို့ကိုလည်းတွားရောက်လေ့လာခဲ့ကြပါတယ်စစ်တွေမျိုးနဲ့မောင်တော်မျိုးတွေကိုတွားရောက်ခဲ့တာဖြစ်ပြီးတော့အစိုးရနိုင်ငံသားရေးဝန်ကြီးဌာနနောက်ပြည်ထရေးဝန်ကြီးဌာနနဲ့နေဆက်ရေးရာဌာနကဝန်ကြီး3ဦးအပါအဝင်ပြည်내ဆိုရတာဝန်ရှိသူတွေနောက်ရခိုင်နဲ့မွတ်စလင်နှစ်ဖက်စလုံးကရပ်မိရပ်ဖခေါင်းဆောင်တွေနဲ့လက်ရှိရခိုင်ပြည်내အခြေအနေတွေကိုအဓိကဆွေးနွေးခဲ့ကြတယ်လို့ OIC အရာရှိတွေကပြောပါတယ်ဒီလို OIC အဖွဲ့ရဲ့ရခိုင်ခီးစဉ်အစမှာတင်ထောင်ထဲချီတဲ့ဒေသခံရခိုင်လူမျိုးတွေကခီးစဉ်ကိုကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်ရန်ကုန်မြို့မှာလည်းတန်ဃာတော်တွေနဲ့တက်ကြွလှုပ်ရှားသူတွေရဲ့ဆန္ဒပြပွဲတွေဆက်ပြီးတော့ပေါ်ပေါက်ခဲ့တာပါရန်ကုန်မြို့အပြင်လွန်ခဲ့တဲ့လတွေကဘာသာရေးအသွင်ဆောင်တဲ့ပြည်ပခါတွေဖြစ်ခဲ့တဲ့မိထီလာနဲ့လာရှိုးမြို့တွေမှာ OIC ရဲ့မြန်မာပြည်ခီးစဉ်ကိုဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်မြန်မာနိုင်ငံမှာ OIC ရုံးမဖွင့်ဖို့နဲ့ပြည်တွင်းရေးဝင်ရောက်မစွတ်ဖက်ဖို့တောင်းဆိုခဲ့ကြတယ်လို့
OIC ရဲ့ခီးစဉ်ဟာတစ်ဖက်သက်အမြင်နဲ့ရောက်လာတဲ့ခီးစဉ်ဆိုပြီးတော့ဝေဖန်ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ OIC အရာရှိတွေကတော့မြန်မာနိုင်ငံခီးစဉ်ဟာအပြုသဘောဆောင်ပြီးချိန်ခါအဖြစ်တင့်တော်တဲ့ခီးစဉ်ဖြစ်တယ်လို့ရလက်ကောင်းတွေနဲ့ရလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းပြောဆိုထားပါတယ်ရှင်ဖိလစ်ပိုင်နိုင်ငံမှာဟိုင်ယန်တိုင်ဖုန်းမုန်တိုင်းတန်ခံခဲ့ရသူတွေအများအပြားအကူအညီတွေမရသေးဘူးဆိုတဲ့ပြောဆိုချက်တွေကိုဖိလစ်ပိုင်အစိုးရကကာကွယ်ပြောဆိုနေပါတယ်။ဖိလစ်ပိုင်အစိုးရရဲ့အကူအညီပေးနေတဲ့လုပ်ငန်းတွေပေါ်ဝေဖန်ချက်တွေထွက်ပေါ်နေပေမဲ့ဘယ်လိုကိစ္စမျိုးကိုမဆိုဒီလိုအခြေအနေမျိုးမှာကျေနပ်လောက်တဲ့အထိမြန်မြန်ဆန်ဆန်လုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုပြီးဖိလစ်ပိုင်ပြည်ထောင်စုဝန်ကြီးမစ္စတာရိုဇက်ကမနေ့ကပြောဆိုပါတယ်။လိုအပ်ချက်ကတိတ်ကြီးမားပြီးအလင်းစလိုကိုဖြစ်နေတာမို့လူတိုင်းစီရောက်နိုင်မှာမဟုတ်ဘူးလို့လည်းမုန်တိုင်းတန်အပြင်းထန်ခံခဲ့ရတဲ့တာကိုဘန်မြို့မှာပြည်ထောင်စုဝန်ကြီးကပြောခဲ့တာပါ။တရားဝင်စီးရင်တွေရမုန်တိုင်းကြောင့်တေဆုံးရသူအရေအတွက်3622ဦးရှိသွားပြီလို့ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆိုင်ရာအကြီးအကဲကသတင်းနောက်တွေကိုပြောပါတယ်။ဒီတော့တွင်မှာအမေရိကန်ရေတပ်ကလေယာဉ်တင်သင်္ဘော US George Washington နဲ့ထောက်ပံ့ရေးသင်္ဘော9စင်းတို့အားရေနဲ့အရေးပေါ်စားနပ်ရိက္ခာခွဲတမ်းတွေကိုတာကိုဘန်မြို့မှာစတင်ပေးနေပါတယ်။ကြီးမားတဲ့ဆေးရုံသင်္ဘော USS Marcy ဟာလည်းအမေရိကန်ပြည်ထောင်စုကနေထွက်ခွာဖို့အရေးပေါ်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်ခင်ဗျာ။အိန္ဒိယနိုင်ငံအရှေ့ချမ်းအနောက်ဘန်ဂေါပြည်နယ်ကတောအုပ်တစ်ခုမှာမိရထားလန်ဖြတ်ကူးနေတဲ့စင်တအုပ်ကိုအရှိန်ပြင်းပြင်းနဲ့မောင်းနေလာတဲ့ရထားကတိုက်မိလို့စင်6ကောင်သေဆုံးပြီးတော့အနည်းဆုံးနောက်ထပ်10ကောင်မကဒဏ်ရာရရှိသွားပါတယ်။တနအီကိုမိုင်90နှုန်းနဲ့မောင်းနေလာတဲ့ခီးတဲ့တင်ရထားဟာဂျယ်ပိုင်ဂူရီခရိုင်ကချက်ပရာမူရီတစ်တော်ထဲမှာဖြတ်တန်းမောင်းနေတုန်းမှာရထားလမ်းကိုဖြတ်ကူးနေတဲ့စင်အကောင်40လောက်ပါတဲ့စင်အုပ်စုကိုဝင်တိုက်မိတာဖြစ်ပါတယ်။စင်ကောင်ကရထားဘိန်းအောက်မှာညှက်သွားပြီးတော့ရထားကရက်သွားခဲ့တာဖြစ်ပါတယ်။ကနဦးစုံစမ်းစစ်ဆေးမှုတွေအရအခင်းဖြစ်ပွားတဲ့အချိန်မှာရထားဟာအရှိန်မြင့်မောင်းနေလာတယ်လို့ဆိုပါတယ်။အဲ့ဒီခရိုင်မှာမိုင်းတူဖော်မှုတွေနောက်ဆက်မှုလုပ်ငန်းချက်ထွင်မှုတွေနဲ့ရထားလိုင်းအပါအဝင်တခြားစီမံကိန်းတွေကြောင့်အဲ့ဒီမှာရှိတဲ့သဘာဝတော်ရိုင်းတိရစ္ဆာန်တွေကိုပို့ပြီးတော့ထိခိုက်မှုတွေရှိလာပါတယ်။ဒီစီမံကိန်းကြောင့်တစ်တော်အုပ်ရဲ့အဓိကအပိုင်းနဲ့ဟိုးရင်ကလေးကရှိခဲ့တဲ့စင်လန်းကြောင်းတို့လည်းပျက်စီးခဲ့ရပါတယ်ရှင်။အာဖရိကတိုက်ကစင်တွေဟာအစွဲကိုလိုချင်တဲ့စင်မုတ်ဆိုးတွေရဲ့တပ်ဖြတ်မှုတန်းကိုအကြီးအကျယ်ခံနေရပြီးမကြုံစဘူးလောက်အောင်များလာတဲ့အကြောင်းအမေရိကန်အရာရှိတွေကပြောပါတယ်။သိန်းစီရမိတဲ့စင်စွယ်တွေစင်စွယ်နဲ့ထုစစ်ထားတဲ့ဗပုတွေနဲ့အခြားလက်ဝတ်လက်စားတွေအပါအဝင်စင်စွယ်စုစုပေါင်းပေါင်ချိန်13000ကျော်ကိုကိုလိုရာဒိုပြည်နယ် Rocky Mountain Arsenal ဘေးမဲ့တောမှာမနေ့ကဖျက်ဆီးတဲ့အခမ်းအနားဂျာသာပရီနီကကျင်းပပါတယ်။စင်တွေကိုအမဲပစ်တပ်ဖြတ်တာတွေပိတ်ပင်ဟန်တာဖို့စော်ဩနေတဲ့အနေနဲ့ခုလိုဖျက်ဆီးပြလိုက်တာဖြစ်ပါတယ်။စင်စွယ်တွေကိုအကျိုးအမြတ်အတွက်ရောင်းချနေတာကိုဖျက်သိမ်းနိုင်ပြီးဈေးကွက်ဖယ်ရှားတာဟာစင်တွေကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လည်းပြောဆိုနေပါတယ်။အခုဖျက်ဆီးလိုက်တဲ့စင်စွယ်တွေဟာအရွယ်ရောက်ပြီးသားစင်အကောင်2000လောက်ကိုတပ်ဖြတ်ထားတာလို့လည်းအမေရိကန်တစ်တော်ထိန်းသိမ်းအရာရှိတွေကပြောပါတယ်။1989ခုနှစ်ကမ္ဘာတဝန်းစင်စွယ်ရောင်းဝယ်ကုန်ကူးမှုတားဆီးပိတ်ပင်တဲ့ဥပဒေထွက်ခဲ့ပြီးတဲ့နောက်ဒီစင်စွယ်တွေကိုရောင်းဝယ်သူတွေကမ္ဘာလက်ခီးတွေနဲ့လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေကနေတင်းစီခဲ့ပါတယ်ခင်ဗျာ။အီရန်နိုင်ငံရဲ့အငင်းပွားစရာနျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးတော့ကမ္ဘာနိုင်ငံတွေကအီရန်နိုင်ငံနဲ့ဆက်ဆက်ဆွေးနွေးမှုတွေလုပ်ဖို့ကြိုးပမ်းနေတာကြောင့်မလို့အီရန်နိုင်ငံအပေါ်မှာနောက်ထပ်အရေးယူပိတ်ဆို့မှုအသစ်တွေထပ်ပြီးတော့မတိုးဖို့အမေရိကန်သမ္မတအိုဘားမားကကွန်ဂရက်လွှတ်တော်ကိုကြာသပတေးနေ့တုန်းကတိုက်တွန်းလိုက်ပါတယ်။အီရန်နိုင်ငံအပေါ်တန်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်လိုက်မယ်ဆိုရင်သဘောတူညီမှုကိုတမင်ဖျက်လိုက်တယ်လို့ဖြစ်သွားနိုင်တာကြောင့်မလို့နောက်ထပ်တန်ခတ်ပိတ်ဆို့မှုအသစ်တွေမလိုအပ်ဘူးလို့သမ္မတအိုဘားမားကပြောပါတယ်။အီရန်အစိုးရနဲ့နျူကလ িয়ার ဆိုင်ရာသဘောတူညီချက်ရရှိလာနိုင်မဲ့အလားအလာရှိပေမဲ့လည်းအမေရိကန်အစိုးရဘက်ကအနှိမ့်ဆုံးအဆင့်သတ်မှတ်ချက်ကိုပြောင်းလဲမှာမဟုတ်ဘူးလို့သမ္မတအိုဘားမားကသတိပေးလိုက်ပါတယ်။အီရန်နိုင်ငံဟာပြီးခဲ့တဲ့ဩဂတ်လကသမ္မတဟာဆန်ရိုဟာနီသမ္မတတာဝန်ယူခဲ့တဲ့အချိန်နောက်ပိုင်းကတည်းကသူ့ရဲ့ယူရေနီယံတန့်စင်မှုချက်ထွင်လှုပ်ဆောင်နေတာတွေကိုရပ်ဆိုင်းထားခဲ့တယ်ဆိုပြီးကုလသမဂ္ဂနိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီအဖွဲ့ကြီးကကြာသပတေးနေ့မှာတီးခြားပြောဆိုခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နာတာယာဟုကတော့ဒီပြောဆိုချက်ကိုလက်မခံဘဲပယ်ချခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်တဲ့ယူရေနီယံတန့်စင်နိုင်စွမ်းကိုမဖြတ်သိမ်းဘဲဘလို့သဘောတူညီချက်မျိုးကိုမှလက်မခံဘူးလို့ဆိုပြီးတော့အစ္စရေးကထပ်ခါတလဲလဲပြောဆိုသတိပေးနေတာဖြစ်ပါတယ်ရှင်။
မေရိကန်သမ္မတဘရက်အိုဘားမားကသူ့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်အပြည့်အဝအကောင့်ထဲပေါ်ရေးသတ်မှတ်ရက်ကိုမူလသတ်မှတ်ရက်ထက်နောက်ထပ်တစ်နှစ်ထပ်တိုးဖို့ကြာသပတေးနေ့ကဆုံးဖြတ်လိုက်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရအာမခံအသစ်ဝယ်ဖို့လက်ရှိကျန်းမာရေးအာမခံကိုပယ်ဖျက်နေကြတဲ့အမေရိကန်ပြည်သူတွေကိုအရင်ရှိပြီးသားအာမခံအဟောင်းတိုင်းနေကျင်နေဆိုရင်တစ်နှစ်ဆက်ပြီးနေခွင့်သမ္မတကခွင့်ပြုလိုက်ပါတယ်။အင်တာနက်ကတဆင့်ကျန်းမာရေးအာမခံဝယ်သူတွေအစိုးရ website မှာနည်းပညာအရအခက်အခဲတွေကြုံတွေ့ခဲ့ပြီးမအောင်မြင်ဖြစ်ခဲ့တဲ့အတွက်လည်းသမ္မတကအခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။သူ့ရဲ့အစီအစဉ်သစ်ကိုအားကိုးပြီးလက်ရှိကျန်းမာရေးစောင့်ရှောက်မှုအာမခံကိုဆွန့်လွတ်ခဲ့တဲ့အမေရိကန်ပြည်သူတွေရဲ့9%လောက်ကိုသမ္မတအိုဘားမားကတောင်းပန်လိုက်ပါတယ်။ဒီနည်းပညာဆိုင်ရာအခက်အခဲတွေကိုမဖြစ်မနေပြင်ဆင်ပြီးလူတိုင်းအတွက်တနိုင်တစ်ပိုင်းကျန်းမာရေးစောင့်ရှောက်မှုအာမခံဝယ်ယူမှုအစီအစဉ်ကိုမဖြစ်မနေအလုပ်ဖြစ်အောင်ကောင်းမွန်အောင်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းသမ္မတအိုဘားမားကပြောဆိုပါတယ်ခင်ဗျာခုဆက်ပြီးသတင်းဆောင်မတွေကိုတင်ဆက်ပါမယ်မြန်မာနိုင်ငံနဲ့ဥရောပသမဂ္ဂ EU တို့ကြားပထမဦးဆုံးအကြိမ်ဖြစ်ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်အတွင်းမြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးကစိန်ခေါ်မှုတွေကိုဥရောပတာဝန်ရှိသူတွေအလေးထားပြောဆိုသွားပါတယ်မြန်မာအစိုးရသမ္မတဦးသိန်းစိန်ကတော့အပြောင်းအလဲတွေအတွက်အရှိန်မြင့်လှုပ်ဆောင်နေတဲ့အကြောင်းမနေ့ကနေပြည်တော်မှာကျင်းပတဲ့ EU မြန်မာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲနောက်ဆုံးနေ့မှာပြောဆိုပါတယ်အပြည့်အစုံကိုနေပြည်တော်မှာကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ဝိုင်းတော်သားကိုဇော်ဝင်းလှိုင်ကတင်ပြပါမယ် EU မြန်မာလုပ်ငန်းအဖွဲ့ဆွေးနွေးပွဲတတိယနဲ့နောက်ဆုံးနေ့ကိုနေပြည်တော်မှာရှိတဲ့ MICC မြန်မာ International Convention Center မှာကျင်းပနေတာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲအတွင်း EU နဲ့မြန်မာနိုင်ငံအကြားနားလည်မှုစာချုပ်လွှာ9ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ဒါအပြင် EU ကနေစိုက်ပျိုးရေးနဲ့ဆိုင်တဲ့စာချုပ်လွှာတစ်ခုကိုလည်းမြန်မာနိုင်ငံမွေးမြူရေးနဲ့ရေလုံငန်းဝန်ကြီးဌာနဝန်ကြီးဦးအောင်မြင့်ကိုပေးအပ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာအဓိကအဖြစ်တော့လက်ရှိမြန်မာနိုင်ငံမှာလှုပ်ဆောင်နေတဲ့နိုင်ငံရေးစီးပွားရေးပြည်ပြင်ပြောင်းလဲမှုတွေနဲ့တခြားဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေမှာ EU ကနေအကူအညီပေးမဲ့ကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလက်ရှိလှုပ်ဆောင်နေတဲ့နိုင်ငံရေးစီးပွားရေးပြည်ပြင်ပြောင်းလဲမှုတွေကလိုအပ်ချက်တွေလှုပ်ဆောင်တဲ့အချက်တွေနဲ့ပတ်သက်လို့ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ Catherine Ashton ကအခုလိုပြောပါတယ် We also talked, Mr. President, about the need for political and constitutional development and changes. နိုင်ငံရေးနဲ့ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုလိုတယ်ဆိုတာကိုလည်းကျမတို့ဆွေးနွေးကြကြပါတယ်။ဒါကလည်းမြန်မာနိုင်ငံကစတင်ခဲ့တဲ့မပြီးဆုံးသေးတဲ့ခီးလန်းလည်းဖြစ်ပါတယ်။ဒီလုပ်ငန်းအဖွဲ့ဆွေးနွေးပွဲရဲ့အဓိကရည်ရွယ်ချက်ဟာနိုင်ငံရေးနဲ့စီးပွားရေးတွေ့ကြတဲ့တွေ့ဆုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။စီးပွားရေးအရာရေရှည်ဖွံ့ဖြိုးတိုးတက်နေနိုင်ဖို့အတွက်တိကျခိုင်မာတဲ့နိုင်ငံရေးအရာပြုပြင်ပြောင်းလဲမှုတရားဥပဒေစိုးမိုးရေးနဲ့ခိုင်မာတဲ့ဒီမိုကရေစီစနစ်ကိုအသွင်ကူးပြောင်းရေးအတွက်အင်မတန်အရေးပါတဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်ကတော့ EU ရဲ့အကူအညီတွေနဲ့အပြောင်းအလဲတွေကိုအရှိန်မြင့်လှုပ်ဆောင်နေတဲ့အကြောင်းဆွေးနွေးပွဲမစခင်အဖွင့်အမှာစကားထဲမှာထည့်သွင်းပြောဆိုသွားပါတယ်။ကျုံဒီစနစ်ကိုလည်းတိုက်ဖြတ်နေပြီဖြစ်သလိုအစိုးရအုပ်ချုပ်မှုပိုင်းဆိုင်ရာခင်မီပြုပြင်ပြောင်းလဲရေးတွေတရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့လူမှုစနစ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုလည်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီလိုပြုပြင်ပြောင်းလဲရေးတွေကိုဆောင်ရွက်နိုင်တာဟာနိုင်ငံတကာမိတ်ဆွေများရဲ့အကူအညီဥရောပနိုင်ငံများရဲ့အကူအညီသာမပါဘူးဆိုရင်ဖြစ်မြောက်အောင်ပြင်ဖို့အလွန်ခက်ရင်ပါလိမ့်မယ်မိတ်ဆွေတို့ကူညီကြတာတွေကိုကြည့်မယ်ဆိုရင်ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနမြန်မာ Peace Center အတွက်ထောက်ပံ့ကူညီမှုပေးခဲ့သလိုငြိမ်းချမ်းရေးဖြစ်စဉ်အတွက်အထူးထောက်ပံ့ပေးကြတာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဥရောပသမဂ္ဂရဲ့ဖွံ့ဖြိုးရေးအကူအညီတွေကိုလည်းတိုးမြှင့်ပေးခဲ့သလိုယခုအချိန်မှာဆိုရင်ဥရောပသမဂ္ဂရဲ့ကိုယ်စားလှယ်အဖွဲ့လည်းမြန်မာနိုင်ငံမှာရုံးဆိုင်တည်ရှိနေပြီဖြစ်ပါတယ်။ဒီလိုကူညီမှုတွေတိုးတက်မှုတွေဟာကျွန်တော်တို့အစိုးရနဲ့တခြားသက်ဆိုင်ရာအကျိုးရှင်များကြားပုံမှုတောင်းနှင်းခိုင်ပါတဲ့အကျိုးဖြစ်ထွန်းစေတဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပေါ်